မြန်မာနိုင်ငံအထက်ပိုင်းကရွာဒီရွာမှာတကယ်ဖြစ်ပျက်ခဲ့တယ်လို့လူပြောများတယ်။တောဆောင်နဲ့လားမိတ်ဆာလားဆိုတဲ့ဖြစ်ရမှန်တရေဇက်လိုင်းတစ်ပုဒ်ကိုပြောပြပေးပါမယ်။ညောင်ပင်ကြီးရွာကထူးဆန်းသောအတူပါ။လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်လောက်ကစကိုင်းတိုင်းဘက်ကရွာလေးဒီရွာမှာပေါ့။အဲ့ဒီရွာရဲ့အပြင်ဘက်မှာအလွန်ကြီးမားတဲ့ညောင်ပင်ကြီးတစ်ပင်ရှိလေ။ရွာသားတွေကတော့အဲ့ဒီအပင်ကိုနတ်စင်ကြီးလို့ခေါ်ကြပြီးဘသူမှနေဝင်မိုးချုပ်အနာမကက်ရဲကြဘူး။အစပြုချင်းတရက်မှာတော့ရွာကကာလထောက်ခေါင်းဆောင်ကိုမောင်အေးဆိုသူဟာမြို့ကအပြန်ညင်းနဲ့ထွာခဲ့တယ်။မိုးကလည်းတီးတီးမဲမဲရွာနေရပေါ့။သူဟာရွာအဝဲညောင်ပင်ကြီးနားရောက်တဲ့အခါထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရတယ်။အဖြူရောင်ဝတ်ထားတဲ့လူအုပ်စုကြီးတစုဟာလမ်းပေါ်မှာတန်းစီပြီးရှောင်နေကြတယ်။သူတို့ပခုံးပေါ်မှာခေါင်းတလားတစ်လုံးကိုထမ်းထားကြတယ်။ထူးဆန်းတာကမိုးတွေတီးနေပြီမဲ့သူတို့ကင်ထားတဲ့မီးတုပ်တွေဟာငြိမ်းမသွားပဲတောက်လောင်နေတာပဲနှစ်ထိတ်လန့်ဖွယ်ရမြင်ကွင်းကိုမောင်အေးဟာကြောက်ကြောက်လန့်လန့်နဲ့ခြုံပုတ်ထဲပုံနေရင်ကြည်နေမိတယ်အဲ့ဒီလူအုပ်စုဟာညောင်ပင်ကြီးအောက်မှာရက်လိုက်ပြီးခေါင်းတလားကိုချလိုက်ကြတယ်ခေါင်းတလားတွေကနေတောက်တောက်တောက်ဆိုတဲ့အတန်ကြီးထွက်လာတယ်ရုတ်တရက်အဖြူဝတ်ထားတဲ့လူတစ်ယောက်ကကိုမောင်အေးပုံနေတဲ့ဘက်ကိုမျက်နှာလှည့်လိုက်တယ်အဲ့ဒီလူရဲ့မျက်နှာမှာမျက်လုံးမပါဘူးချောင်းခွက်ကြီးနှစ်ခုပဲရှိတယ်သူက6ချားဖွဲ့ရဲ့အတန်ကြီးနဲ့ပြောလိုက်တာကဒီနေ့ဧည့်တွေကတော့အတော်စောနေတာပဲ3ရွာတဲကထူးဆန်းမှုများကိုမောင်အေးဟာအိမ်ကိုအသက်လူပြီးပြေးခဲ့ရတယ်နောက်နေ့မနက်မှာတော့ရွာထဲမှာတည်င်းစိုးတစ်ခုပြန်သွားတယ်ညောင်ပင်ကြီးနားမှာနေလေအဖိုးအိုတယောက်အကြောင်းမဲ့တေဆုံးသွားတာပါအဲ့ဒီအဖိုးအိုရဲ့ရုပ်အလောင်းကိုကြည့်လိုက်တဲ့အခါမျက်လုံးနှစ်ဖက်စလုံးဟာဖောက်ထုတ်ခံထားသလိုမျိုးချောင်းခွက်ကြီးတဲ့ထင်နေတာကိုတွေ့လိုက်ရတယ်။ကိုမောင်အေးကသူမြင်ခဲ့တာတွေကိုရွာလူကြီးတွေကိုပြောပြတဲ့အခါမှာသိရတာကအဲ့ဒါဟာနတ်လန်းပွင့်တာဖြစ်ပြီးညောင်ပင်ကြီးမှာနေတဲ့အဆောင်အလျှောက်တွေကအစာရှထွက်တာလို့ဆိုကြတယ်။ရွာကလူကြီးတွေကတော့ဒါဟာတာမန်နတ်မဟုတ်ပဲမိစာဝင်စည်းနေတာလို့ယုံကြည်ကြတယ်။ဆက်သိန်းအဲ့ဒီနောက်ပိုင်းမှာတော့ရွာသားတွေဟာညောင်ပင်ကြီးကိုပူဇော်ပသမှုတွေလုပ်ခဲ့ရကြတယ်။ဒါပေမဲ့ကိုမောင်အေးကတော့အဲ့ဒီညကမြင်ခဲ့ရတဲ့မျက်လုံးမပါတဲ့မျက်နှာကိုဆွဲလန်းပြီးတလအကြာမှာယူသွက်ပြီးသေဆုံးသွားခဲ့ပါတယ်။အခုထက်ထိအဲ့ဒီရွာမှာညနေတဲ့အခါညောင်ပင်ကြီးနားကနေတောက်တောက်ဆိုတဲ့ကောင်းတလားခောက်တန်းကိုကြားရတတ်တယ်လို့ဒေတာခန်တွေကပြောကြပါတယ်။မှတ်ချက်ဒါဟာကျေးလေဒေတာတွေမှာယူနစ်ထထိပတ်ဆက်ရဆိုရင်လို့ပြောကြတဲ့ထိရက်မှန်အခြေခံ6ချားဖွယ်ရဇက်လန်းတစ်ပုဒ်ပါ